Catholic ဘာသာဝင်တွေတကယ်နေတူနေမြတ်နေရကြီးတွေရောက်လာပြီး Holy Week ဆိုဒီနေ့ကြာတာဘေးနေ့ကြီးရဲ့အဓိကအချက်ကဘာလဲဆိုလို့ရှိရင်အားလုံးတည်းတိုင်းစီဖန်ဆင်းတယ်ခြေဆေးခြင်းမင်္ဂလာတွေလုပ်တယ်ဒီကကြာတာဘေးနေ့ရဲ့အဓိကအချက်ကဘာလဲဆိုလို့ရှိရင်ကိုတော်မြတ် Sacrament ကိုဘုရားရှင်ဖန်ဆင်းတယ်ပြီးရင်သူ့အကြောင်းကိုတသိခမဲ့သူ့ရဲ့နောက်လိုက်တယ်ကိုယဟန်သိက္ခာပေးတာပြီးတော့ချစ်ချင်းမေတ္တာရဲ့သင်္ကေတချစ်ချင်းမေတ္တာကိုဘယ်လိုဖော်ဆောင်ရမလဲဆိုတဲ့အကြောင်းကိုဒီကြာရဘေးနေ့ရေးမှာအဓိကဖြစ်တယ်ဒါကြောင့်မို့ခြေဆေးခြင်းမင်္ဂလာဆိုလည်းရှိတာဖြစ်တယ်တော့ခုနဖတ်တော်တဲ့ကျမ်းစာတဲ့ဧဝံဂေလိတရားတော်တွေမှာဘုရားရှင်သူတို့ရဲ့ဂျူးလူမျိုးထုံးစံတိုင်းပါစကားပွဲကိုစားဖို့သွားတာသူတပည့်တော်ကြီးနဲ့အဲ့မှာခြေဆေးခြင်းမင်္ဂလာလုပ်တယ်ဘုရားရှင်သူဂျူးတွေထုံးစံတိုင်းလိုက်တယ်နော်သခင်ခရစ်တော်ရဲ့မိခင်မိဘနှစ်ပါးဖြစ်တဲ့အဖတန်ဆူစင်နဲ့အမိမေတော်ကလည်းသူတို့ဘာသာရေးထုံးစံတွေအကုန်လိုက်တယ်သူ့သားလေးသူငယ်တော်ယေရှုလေးလည်းဘာသာရေးထုံးစံနဲ့မပြတ်မကွက်ပဲနဲ့လှုပ်ဆောင်ပေးတယ်အဲ့မှာကျွန်တော်နည်းနည်းသတိထားဖို့လိုအခုကျွန်တော်တို့ဒီမှာရှိတဲ့ဘာသာသူတွေနည်းနည်းပြန်သတိရပါအတိသတိတရားလေးထားကြအောင်အခုခေတ်လိုရုန်းကန်လှုပ်ရှားပြီးတော့ကြက်တင်းနေတဲ့အချိန်မှာကိုယ်သားသမီးတွေကိုဖျားနဲ့ထီပေးဖို့တရားနဲ့ထီဖို့အရန်ရည်ကြည်တယ်ဒီမဲ့ကိစ္စတွေမှာဇောင်းပေးပြီးတော့လှုပ်ဆောင်ပြီးမဲ့ကိုယ်သားသမီးအရေးတွေမှာအကျူရှင်တို့ဘာတင်တဲ့ညာတင်တဲ့အဲ့ဒီထက်လှုပ်တော့လှုပ်ပေါ့လေဒီကွဲ့သားရဲ့သမီးတွေကိုအုတ်ထဲအောင်မှရှိတဲ့လူတွေကိုဖျားနဲ့ထီပေးဖို့တရားနဲ့ထီဖို့လိုအပ်တယ်ဘာကြောင့်ဒီပါစကားပွဲကိုကျင်းပရတာလဲဆိုတာသမိုင်းကြောင်းကိုကြည့်မယ်ဆိုရင်သမိုင်းရှိတယ်အဲ့ရပါလဲဆိုရင်ကဘာဦးကျမ်းတော့မဆဟိုအဘိစတော့မဆပါဘူးဖြတ်ပြီးပြောလူတယောက်ကြောင့်အကုန်ဒုက္ခရောက်လူတစုကြောင့်မကောင်းတဲ့လူတစုကြောင့်မကောင်းတဲ့လူတယောက်ကြောင့်ကျန်တဲ့လူအများစုကဒုက္ခရောက်တယ်ဒီလူတစုလူတယောက်ရဲ့အာသာတက်မဲ့ခြင်းကတဲ့ဇောပေါ့လောဘတွေလူချင်းနဲ့ဖြစ်ခြင်းနဲ့ဆန္ဒတွေများလို့ရှိရင်အဲ့လူတယောက်လူတစုဟာအမှားနဲ့အမှန်မသိနိုင်တော့ဘူးအပြစ်လုပ်တယ်ဘယ်ရဇလန်းဆမယ်ဆိုလို့ရှိရင်ဒီဂျိုးဆက်ဒီဣသရေလလူမျိုးတွေအီဂျစ်တိုင်းမျိုးဘလို့ကြောင့်ရောက်လဲဆိုတာစမယ်ဒီဂျိုးဆက်ကညီထဲမှာအငယ်ဆုံးအဖေချစ်ဆုံးလေးတားထွေးလေးဆိုတော့အင်းညီလည်းလှလှပပချုပ်ပေးကောင်းကောင်းမွန်ချုပ်ပေးကြံတဲ့အကိုတွေရဒီကိုညီရင်းလေးကိုအထွေးဆုံးလေးကိုမနာလိုခြင်းဖြစ်တယ်မနာလိုခြင်းဖြစ်သူဖေဂျက်ကကဲတားလေးမင်းအကိုကြီးတွားပြီးတော့ဘာတွေလုပ်နေတွားကြည့်ဆိုခိုင်းတဲ့အချိန်မှာဒီအကိုကြီးတွေကဒီညီငယ်လေးကိုဂျိုးဆက်ကိုမနာလိုခြင်းဖြစ်တာညီကိုအရင်ခောက်ခြင်းတော့မနာလိုခြင်းဖြစ်ပြီးတော့တတ်ဖို့တောင်လုပ်တာအဲလူတစုကြောင့်ဒီညီကိုထဲမှာညီကိုရင်းတော့မှာနောက်ဆိုအထက်အကိုတယောက်ကဖြောင်းဖြပြီးသူ့ကိုကယ်ချင်တဲ့သဘောနဲ့ကျွန်ဖြစ်ရောင်းစားလိုက်တာကုံတယ်ဘယ်ရောက်သွားလဲအီဂျစ်ဒူတိုင်းမြေရောက်သွားတယ်အီဂျစ်ပြည်ရောက်သွားအဲ့မှာရောက်တော့တို့ပြောမှဆိုဒါပါစကားပွဲရဲ့ဇလန်းလေးကိုပြောပြတာဘာသာသူဆိုအီဂျစ်ပြည်ရောက်တော့ကျွန်နေရောက်ပြီးတော့နောက်ဘယင်ရဲ့တကယ်ယုံကြည်စိတ်ချအားကိုးရတဲ့အခုခေတ်ဆိုရင်ဘာနာရေးမှုလို့ပြောမှာနော်ပြည်တဲ့ဆူမိုးတဲ့သူအရာတို့ခန့်သူ့လက်ရှိပဲတိုက်မိပါဘာလို့ဘယင်ရဲ့ယုံကြည်စိတ်ချရဆုံးသူဖြစ်သွားတယ်အကိုရီရဲ့ဒုက္ခပေးမှုအကိုရီရဲ့မနာလိုမှု
ကြောင့်ဒီဂျိုးဆက်လျာဒုက္ခရောက်တော့ကျွန်ဖြစ်ရောက်ပြီးတော့နောက်ဆုံးမှာတိုင်းပြည်တပြည်ရဲ့အကြီးဆုံးနော်စီမံခန့်ခွဲတဲ့သူဖြစ်သွားတယ်အဲ့မှာဘာဖြစ်လဲမိုးခေါင်တယ်အစာရည်သာရှားပါတယ်ငတ်ပြတ်တယ်ဒီအီစာဒီဘက်မှာရှိတဲ့ဒီဂျိုးဆက်ရဲ့ညီကိုတွေငတ်ပြတ်တော့အစာရည်သာရှားတော့ဘယ်မှာလဲအီဂျစ်ပြည်ကိုသွားတယ်အဲ့မှာဇလန်စားပြီးတော့အဲ့မှာဖေဟာတခါကျလို့ရှိရင်ကျွန်တော်ကြုံတွေ့ရတဲ့အရာတွေနားလည်လို့မရဘူးနားလည်လို့မရဘာလို့ဖြစ်လို့ကိုကြုံနေခံစားနေရတော့မတရားမှုတွေခံစားနေရတယ်ရက်ဆက်မှုပေါင်းတွေကြုံနေရတယ်ဂျိုးဆက်ကြည့်မယ်ဆိုသူ့ကိုယ်တည်းမတရားနှိပ်စက်ပြီးတော့ကြုံဖြစ်ရောင်းစားတာသူ့နဲ့အခုအခွင့်ရပြီဂျိုးဆက်ကိုလည်းသူတို့မသိဘူးသူတို့ငတ်လို့တာအစာလာဟိုအီဂျစ်တိုင်းပြည်မှာပတ်စံဝယ်ဖို့နဲ့လာတာအစာဝယ်ဖို့လာဂျိုးဆက်တိတာနဲ့သူ့ကိုတိတယ်ဒါပေမဲ့လက်စားမရှိဘူးရန်ကိုရန်နဲ့မတုတ်ပြန်ဘူးအမုန်းတရားနဲ့မတုတ်ပြန်ဘူးကျွန်တော်တို့တွေလည်းဒီလိုစိတ်သက်ထားမှာအဲ့အစပြီးတော့ဆိုပါစို့သူတို့ရဲ့ပြောအီဂျစ်တိုင်းပြည်မှာအစ္စရေးလူမျိုးအခြေချတာပွားတာပွားများပြီးတော့ဖာရိုဘင်းဘီနီယာဒဂျိုးဆက်ရမ်ဒီဂျိုးဆိုလက်သေးကုန်ပြီနောက်သူတာမီအီဂျစ်မှာအများကြီးပွားပြီးတော့ဘီနီယာပါပဲအဲ့ဖာရိုဘင်းကပါဖြစ်လဲအာနာပြောက်မှကြောက်လို့အာနာလူမှကြောက်လို့ဘာလို့လဲအစ္စရေးလူမျိုးအမျိုးမျိုးညှင်းဆဲတာဒါပါစကာပွဲဇလန်ဆာမှာနော်အမျိုးမျိုးညှင်းဆဲတာနောက်ဆုံးဘယ်လောက်ထိညှင်းဆဲလဲဆိုလို့ရှိရင်ယောက်ျားလေးမှန်သက်မိန်းကလေးမှန်ထားတာဘာလို့ဖို့လို့သူတို့ပြောဖို့ပါဖို့တယ်အဲ့မှာယောက်ျားလေးတွေမှန်သက်ဆိုတာထဲမှာတဲ့ဟိုမိခင်အဲ့ပေါ့ဂျူးလူမျိုးမိခင်တူကသူ့သားမွေးတော့သားလေးဖြစ်နေထုတ်ဥပဒေရသက်အခုကျွန်တော်တို့အခုခေတ်မှာလို့စုံမတွေဟုတ်လားဒီနေ့ကစုံနဲ့စုံထွက်မဆိုမထွက်အတုခေတ်ကတော့စုံဆိုတက်ဟဲ့မရဘူးတက်ယောက်ျားလေးမှန်သက်ဆိုအမေလေးအမေကဒီသားလေးမွေးရတာဆိုဘယ်လိုလုပ်မှမတက်ရဘူးနိသားကြီးဘာဖြစ်ရှိလဲရှိဘူးအဲ့တော့ဘာလုပ်တယ်ဟိုမှာဘရင်သမီးတော့ရေလာချိုးတာသူတို့ခက်ကဒီလိုရေဟိုဟာမရှိပါဘူးတနေ့အဲ့စမ်းကြောက်မှရေလာချိုးတာပေါ့သူသိတော့ကဲကောင်းတန်ရဲ့ဆိုပြီးတော့ဟိုထိတ်ကမယ်မျောချလိုက်တာမင်းသမီးရှိဆိုက်ရောက်သွားမင်းသမီးကကြည့်လိုက်တယ်ဒါဂျူးလူမျိုးရဲ့ကလေးပဲယောက်ျားလေးဆိုသူမတက်ဘူးဒီဖာရိုဘီယံရဲ့သမီးတော်ကဒီကလေးလေးကိုမွေးလိုက်တာမွေးတဲ့ပြင်သူကထင်တာတော့ဟိုမင်းသမီးအပြူလေးဖြစ်ပါလိမ့်မယ်နို့ထိန်တော်ရှာတာအဲ့မှာသူ့အမေကြီးကိုကလေးမလေးခေါ်ပြီးတော့ကိုယ့်သားကိုပြန်ပြီးတော့ကျွေးမွေးရတာအဲ့ရကြောင့်မင်းသမီးကသူ့ကိုငိုးဆဲလို့နာမည်ပေးတာသူဟီဘရုဘာသာရငိုရှေငိုဝရေထဲမှာဆက်ကဲတင်လိုက်တဲ့လူကလေးဆိုပြီးတော့မိုးဆဲလို့ပေးတာအဲစားပြီးတော့ဇလန်စားလာပြီးတော့ဒီမိုးဆဲအဖြစ်ဒီအီဂျစ်ပြည်မှာရှိတဲ့လူတွေအစ္စရေးလူမျိုးတွေဒုက္ခရောက်ဖျားတိုင်နေတဲ့ခါမှာမိုးဆဲအဖြစ်ဖျားကသူ့လူမျိုးတွေကိုဖာရိုဘင်ရှိကခေါ်ထုတ်တာဖာရိုဘင်ကလည်းခေါင်းမာတယ်ဒီကြုံတွေလည်းမလွတ်ချင်ဘူးသူအာနာလည်းသူတိုင်းပြည်လည်းပျက်စီးမှကြောက်တယ်အမျိုးမျိုးအဲ့မှာယောဂကြီးနဲ့ကြုံပြီးတော့နောက်ဆုံးယောဂပါတယ်တာဥတွေကိုတတ်တဲ့ခါမှာပဲပြေးလွတ်တာအဲ့တာဥတတ်တဲ့ခါမှာအစွမ်းဖတ်တယ်ကျမ်းစာတယ်ဒီကျမ်းစာတယ်မှာဒီကြော်လွန်မှု pass over လွတ်မြောက်ဖို့အတွက်ဘုရားရှင်ကိုယ်တိုင်ကတိုးတငယ်တွေတတ်ခိုင်းပြီးတော့အိမ်တကားထုတ်တန်းနေမှာတိုးတငယ်သွေးတုတ်တာအဲ့သွေးကိုမြင်တဲ့လူဟာအဲ့တမန်တော်တွေပေါ့ရှင်းလေးအဖွဲ့တွေက executor တွေပေါ့ကြော်သွားတယ်ဘာမှမဖြစ်ဘူးကြံတဲ့အိမ်ဆိုရင်သွားပြီအဲ့ရကြည့်မှတတိုင်းမီလို့ငိုပွဲတွေဆင်မှနောက်တနေ့မှာဘီရင်ကပေးလွှတ်လိုက်တာ
Egypt လူမျိုးတိုင်အဲ့အခုပထမကျမ်းစာမှာဒါကိုပြန်ပြောင်းပြတော့ Pascha ဆိုတာပွဲဆိုတာဖြစ်လာတယ်တဖြည်းဖြည်းဖြစ်လာ Passover ဒါကြောင့်မလို့ဒီဥစ္စာကြည့်မယ်ဆိုရင်ဒီဇက်လန့်ကိုကြည့်မယ်ဆိုရင်လူတစ်ယောက်လူတစ်ဖွဲ့ရဲ့အဲ့လိုပေါ့မကောင်းမှုကြောင့်လူတစ်ပြုံတစ်ခုလုံးကဒုက္ခခံစားရပါတယ်လူတစ်ယောက်လူတစ်ဖွဲ့ရဲ့ကောင်းမှုကြောင့်ကျန်တဲ့လူတွေလည်းကောင်းမှုကုသိုလ်ခံစားရရှိပါတယ်ဒါကြောင့်မလို့ဒီမှာမှတ်ထားဖို့ကကိုဟာသူတစ်ပါးအတွက်ကောင်းမြတ်တဲ့လူဖြစ်နေအောင်ကြိုးစားမယ်ပေးဆက်တဲ့လူဖြစ်နေအောင်ကြိုးစားမယ်ကိုကြောင့်သူတစ်ပါးမထိခိုက်ပါစေနဲ့ကိုရဲ့အတ္တတွေလူကျင်တဲ့လောဘတွေမနာလိုခြင်းတွေဒီအတွက်တခြားလူဒုက္ခမရောက်ပါစေနဲ့ဒီဥစ္စာကကျွန်တော်တို့ဒီပါစကမှာသိဖို့လို့ဒါကြောင့်မလို့ဒီနေ့သခင်ယေရှုဟာဒီသူခေတ်ဆက်ဆက်ကဘုရားရှင်ကိုယ်တိုင်တွန်းငယ်တော်တက်ပြီးတော့သူသွေးအားဖြင့်တုတ်ထားထုတ်တယ်မလို့လွတ်မြောက်မယ်အခုသခင်ယေရှုကသူအဖဘုရားခင်စီမသွားခင်မှာသူတပည့်တော်ကြီးတွေပြောတာဒါငါရဲ့အသားဒါငါရဲ့အသွေးစားတော့တန်ဖိုးလူကလည်းဒီနေ့ဒုတိယကျမ်းစာမှာပြောတယ်အဲ့လိုလုပ်လို့ရှိရင်ဘုရားရှင်ရဲ့ဒုက္ခဆရာခံခြင်းသိခြင်းကိုအောက်မေ့ပြီးတော့ကျွန်တော်တို့ဘယ်လိုကဲတင်ခြင်းရလဲဆိုတာပြောပြဒီတော့ဒီနေ့ကြာသာပြည်ကြီးမှာဘုရားရှင်ရဲ့မေတ္တာတော်ကိုသတိရမယ်ဘုရားရှင်ရဲ့ပေးဆက်ခြင်းတွေကိုသတိရမယ်ကျွန်တော်တို့အပြစ်တွေလွတ်မြောက်ဖို့အတွက်သူကပူဇော်ခြင်းလုပ်ခဲ့တယ်ဒီကဘာဦးဒီဓမ္မဟောင်းမှာလူတွေအသက်အန္တရာယ်ဘေးကလွတ်မြောက်ဖို့အတွက်သွေးတငယ်ရဲ့သွေးကိုထုတ်မှသုံးလို့ဒီဓမ္မသစ်မှာကြတော့ဘုရားရှင်ကိုယ်တော်တိုင်လာပြီးကြွလာပြီးတော့သူ့ရဲ့အသက်ဒုက္ခဆရာခံလို့သူ့ရဲ့အသက်သူ့ရဲ့သွေးသူ့ရဲ့ချွေးနေပေးဆက်ပြီးတော့ကျွန်တော်တို့လွတ်မြောက်ခြင်းရတာဒါကိုသိဖို့လို့ဒီအတွက်ဘုရားရှင်ဘာလို့လဲညစာစားပွဲကိုကျင်းပါတယ်ဟိုအရင်ကပါစကားပွဲကိုသူပြန်ကျင်းပတာပဲတို့တော့နီးသစ်သူခန္ဓာကိုသူ့အသွေးသားပေးခဲ့တာဒါကြောင့်ဒီနေ့ဟာကိုရမက်စကမှုဖန်စနေနေ့နောက်ပြီးတော့ယဟန်တွေကိုတိတ်ခါပေးတဲ့နေ့ဖြစ်တယ်ဒါကြောင့်ဒီမှာဖះရှင်ဒီနေ့ကျမ်းစာထဲမှာမစားခင်ခြေဆေးတယ်တံပေထွက်ကန့်ကွက်တယ်မဟာတပည့်တော်မဆေးနဲ့ကိုရောဆရာလေးဆရာတခင်ကျေးဇူးရှင်ဘာဖြစ်လို့တပည့်တော်ဖះရှင်သူတို့သင်ပေးတယ်အဲ့မှာပါတယ်ကျွန်တော်တို့အဓိကသင်ပေးတာမေတ္တာတရားချစ်ချင်းမေတ္တာတရားတကယ်လို့လူတယောက်ကိုမေတ္တာရှိတဲ့ချိန်ဆိုရင်ဘာပဲပေးဆက်ဖို့အစင်တည်းမရှိဘူးလူတယောက်ကိုမေတ္တာမရှိလို့ရှိရင်ဘာမဟုတ်တာလေးနဲ့အပြစ်မြင်တာပဲအဲ့ရတတိထားဘူးဒါကြောင့်လူတယောက်ကိုမေတ္တာစိတ်ခံထားတတ်ဖို့လိုတယ်ဒီပါစကပွဲဒီခြေစေးခြင်းကသင်ပေးတာနောက်တစ်ခုကကျွန်တော်အခုခေတ်လူတော်တော်များများအရင်ခေတ်ကလည်းပါတယ်နော်လူကနှိမ့်ချခြင်းဆိုတာလုံးဝမရှိဘူးမာနထောင်တော့တာရွယ်ယာဒူးလေးရှိရင်ပိုတော်ဆိုးသေးတယ်ငါဘာကုံညကောက်ဘာမဟုတ်တဲ့ဂိတ်ဆောက်လဲဂိတ်ဆောက်ပါဝါပြချင်တာနော်အဲ့မလို့ရှိတယ်မနှိမ့်ချဘူးမာနမရှိဘူးမာနတွေထားနေကြတယ်ဒီဥစ္စာကိုဘုရားရှင်ကရိုက်ချိုးခြင်းနဲ့အနေနဲ့သူဆရာတခင်ဖြစ်တဲ့ဘုရားရှင်ဖြစ်တာတောင်လူတယောက်ရဲ့ခြေကိုဆေးတယ်ဆိုတာဒီနေ့ခြေဆေးလူတွေတော့မပြောတတ်ဘူးခါတိုင်းကျွန်တော်ဆေးဘူးတာလေခြေဆေးမဆိုတာဟာလာခြင်းလိုက်တာတအားပဲတပည့်တော်ကြီး12ပါးတည်းမှာပါခြင်းလာပြီးတော့ဘယ်ချိန်လာခြေတော့တဲ့ကြီးတွေထထစိတ်ညစ်လိုက်တာအဲ့လိုခြေတော့မျိုးနဲ့တွေးတော့လေမကင်လို့လည်းမရဘူးဘုန်းကြီးဆိုတော့မနှမ်းလို့လည်းမရပြန်ဘူးတေချာဆေးရတယ်ဟေးခြေဆိုတာညစ်ပတ်တဲ့ဟိုဟာလေးအညစ်ကြေးတွေပါနေထိတဲ့နေရာဆိုတော့အဲ့ရောက်ကိုဘုရားရှင်ကဆေးပြီးတော့တပည့်တော်ရဲ့ဆေးတွေမကဘူးနန်းတာဘလောက်ထိနှိမ့်ချလဲကျွန်တော်တို့ချင်းတဲ့မှာနှိမ့်ချခြင်းတော့မရှိကြဘူးတည်းနဲ့တည်းမာနနေပြနေတာဒီမှာရှိတယ်ကျွန်တော်ပါဝင်ပေါ့နော်ခရိယန်နေလှုပ်ပြီးတော့နည်းနည်းလေးစကားလေးအတင်ကြောလို့မရဘူးမှားလို့မရဘူးပြဿနာအဲ့ရဆတာ
နှိတ်ချခြင်းဆိုတာဘယ်မှာလဲမိသားစုတက်မှာလည်းဒီတိုင်းပဲဟေးငါကအိမ်တော်ဦးစီးငါပြောတဲ့စကားနဲ့တော့အမျိုးသမီးကလည်းအေးဘာတာသမီးဘာဆိုတွားပြီနှိတ်ချခြင်းမရှိတော့ဘူးမရှိလို့ရှိရင်စီးလုံးမှုမရှိဘူးစီးလုံးမှုမရှိရင်တွားပြီးပဲပျော်ရွှင်မှုဆိုတာမရှိဘူးဒါကြောင့်မို့ဒီမှာဂျာရာဘိနေကြီးမှာလာတဲ့ဘာသာသူတွေအ ਨੇ ဆုံးကျင့်ရလေးတွေနည်းနည်းကျင့်သွားကြဒီဖျားရှင်မေတ္တာနော်ဒီကိုရမြတ်စကမှုဖန်ဆင်းနေတာဘာကြောင့်အရန်ချစ်လို့အဆုံးကျွန်တော်တို့အဆုံးတိုင်းချစ်တဲ့ကြောင့်ဒုက္ခနာကိုသူ့အသွေးသားကိုသူဖန်ဆင်းလို့ကျွန်တော်တို့ ਨੇ ကဘာကောင်ရှိကြလို့ချစ်ချင်းမေတ္တာတရားယဟန်တော်တွေတက်လဲဆုတောင်းပေးယဟန်တော်လည်းယဟန်နာမဖြစ်သေးဘူးနော်အလုံးကလူသားဆိုတော့အားနဲ့ချက်ချွင်းချက်ရှိတယ်ဘာသာသူများရဲ့ဆုတောင်းပေးမှုဟာသူတို့လမ်းလွဲနေတဲ့ချွင်းချက်တွေကိုဘုရားရှင်ကပြန်ပြီးတော့ကျေးဇူးပေးပြီးတော့ပြန်ကုသပေးတယ်ဒါကြောင့်မို့ဘာသာသူများရဲ့ဆုတောင်းမေတ္တာကိုညီပတ်မှုကအများကြီးအရေးကြီးတယ်အများကြီးအရေးကြီးတယ်အဲ့လိုအစားဟာဘုန်းကြီးလုပ်ပြီးတော့ဘုန်းကြီးကဒီလိုကြီးလားဘုန်းကြီးကဘယ်လိုဖြစ်တယ်လဲညာလိုဖြစ်လို့ဆိုရင်သွားပြီဆရာတကမညင်ညွတ်လို့ရှိရင်တာနာကတော့ပြက်ပြီတာမှတ်သူဆုတောင်းပေးဖို့လည်းလိုပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီနေ့ဘုရားရှင်တရားသူလည်းပြောပါတယ်ငါမင်းတို့ပုံပမာပေးထားနမူနာကောင်းပြထားအတိုင်းလိုက်လို့ဖို့နှိတ်ချခြင်းရှိကြပါတယောက်နဲ့တယောက်နှိတ်ချနဲ့ဆက်ဆံကြပါမာနထားပြီးတော့ဆက်ဆံလို့ရှိရင်အလုံးမဖြစ်ဘူးမငြိမ်းချမ်းဘူးရံမဲ့ပွားမှာပဲရံမဲ့တော့ဒီနေ့ကြာတာပေးနေမှာအဲ့အချက်တုံးထဲကိုကြည့်ဟိုမှတ်ပြီးတော့ပါစကာပွဲကိုကောင်းမှုစွာပြင်ဆင်နိုင်ပါစေပြောင်းလဲပါစေမိသားစုမှာချစ်ခင်စီစီလုံးရှိပါစေဘုရားရှင်ချစ်မေတ္တာကိုနားလည်ပြီးတော့အခုကျွန်တော်တို့ခံစားနေရတဲ့အရာတွေကိုပူဇော်တတ်တဲ့နော်စိတ်ကောင်းလုံးနောက်နဲ့ခံယူပြီးတော့ဘုရားကိုပူဇော်တတ်တဲ့အကျင့်ဘုရားရှိခိုးတော်ကျွန်တော်တို့လမ်းပြအဲ့အကျင့်တွေရှိပါစေမိသားစုမှာလည်းမိသားစုလောက်ကိုယ်မိသားစုတဲ့စက္ကပ်ပူဇော်ကိုခံစားနေတဲ့ဒုက္ခကိုအစမပြေမှုတွေစိတ်ဆင်းရဲမှုတွေဒါတွေကိုဒေါနဲ့မောနဲ့မာနနဲ့တုတ်ပြန်မဲ့စာခံပြီးတော့ကဲတင်ခြင်းတွေပူဇော်မဲ့ဆိုရင်စိတ်နှလုံးငြိမ်းချမ်းပါတယ်ပြုပြင်ပြောင်းလဲတဲ့သူများဖြစ်နိုင်ကြပါစေ